ဒီရာစုနှစ်ပေါင်းများစွာတမိုင်းရှိတဲ့အီတလီအစားအစာပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့နိုင်ငံကိုရောက်လာခဲ့ပါတယ်။လုပ်ရတာလည်းရိုးရှင်းလွယ်ကူပါတယ်။သူ့ကိုလုပ်မယ်ဆိုရင်ဂျုံသားဘောကိုခရမ်းချင်ဒီစော့တုပ် cheese လေးဖြူပြီးအစိမ်းအောင်ရွက်လေးတင်လိုက်ရုံနဲ့ရပါပြီ။ဒီဗီဇာပေါ်မှာရှိတဲ့အစိမ်းဖြူအနီးရောင်တုံးကူဟာအီတလီနိုင်ငံအလံကိုကိုစားပြုတယ်လို့ဆိုပါတယ်။ဂျုံသားကနေစားလုပ်လိုက်ရအောင်။ဒါကတော့ recipe ပါ။ yeast နဲ့ရေကလွယ်ပြီးချင်တာကုန်ရုံမွေလိုက်ပါဒီနေရာမှာလက်နဲ့မွေလဲရပါတယ်လက်နဲ့မွေတော့9မိနစ်တစ်ချိန်နဲ့15မိနစ်လောက်နာပြီးပြီးရင်ပြန်နေပေးရပါမယ်ခဏလောက်မွေပြီးရင် yeast ကိုရေနဲ့ဖြော်ပြီးထည့်လိုက်ပါnormal pizza ကတော့ဂျုံနဲ့စာ yeast ပဲလိုပါတယ်recipe အပွားထားခြင်းနဲ့အပူပေးတဲ့ပုံမူတည်ပြီးပုံစံမျိုးမျိုးထွက်ပါတယ်ကြည့်ချင်တဲ့လူများရင်တော့ဗီဒီယိုလေးထပ်လုပ်ပေးလို့ရပါတယ်ဒီနေ့ဒီ recipe ကတော့အချိန်မြင့်မြင့်နဲ့ရနိုင်ပြီးလုပ်ပြီးရင်လည်းရေခဲတက်တာခဲခဲလေးကိုကြာတင်ထားလို့လည်းရနိုင်တဲ့ recipe ပါစားရင်နဲ့ချိန်တိုင်း oven နဲ့ပဲဖြစ်ဖြစ် air fryer နဲ့ပဲဖြစ်ဖြစ်ထည့်ဖုတ်လိုက်ရုံပဲအခုလိုမျက်နှာပြင်ချောချောလေးဖြစ်တဲ့အထိနေလိုက်ပါဗီဒီယိုထဲမှာတော့9လက်မ size အတွက်100 gram ချိန်လိုက်ပါတယ်ဈေးကတော့40 gram ချိန်လိုက်ပါတယ်ခုလိုလုံးပြီးရင်လီမဝင်းအောင်တစ်ခုခုနဲ့ဖုံးပြီးမိနစ်30လောက်ထားရပါမယ်အချိန်ပြည့်ရင်စားပြီးပုံသွင်းလို့ရပါပြီဝိုင်းတဲ့အရာတစ်ခုခုနဲ့လုပ်ရင်ပိုလွယ်ပါတယ်အခုလိုပုံသွင်းပြီးရင်လည်း15မိနစ်ထားရပါမယ်အလေကိုဖောင်းပွားမလာအောင်ခရင်နဲ့ဖောက်ဖို့မမီးနဲ့နော်အချိန်ပြည့်ရင်အာဗန်တဲကိုအပူချိန်180နဲ့10မိနစ်လောက်ဖုတ်ပေးလိုက်ပါအေးသွားရင်တော့ရေခဲတက်တာခေခန်းတွေကိုထည့်ထိန်ထားလို့ရပါပြီခရင်ချင်ဒီစော့လေးလုပ်ချမယ်ဒီမှာခရင်ချင်ဒီလေးလုံးတကြား30 gram စာ30 gram အဖြူရောင်ရှာလကာရီ3 gram ချိန်လိုက်ပါရေနွေးရင်တည်လိုက်ပါအခွန်ခွာရလွယ်ကူအောင်ဒါလေးနဲ့ဖြတ်ပြီးရေထဲထည့်လိုက်ပါ10မိနစ်လောက်ပြုတ်ပြီးရင်ခွန်ခွာလို့ရပါပြီချိတ်စက်နဲ့ကြိတ်လည်းရပါတယ်ဒီမှာတော့လက်နဲ့ပဲခြိထားပါတယ်အိုးလေးထည့်ပြီးတခါတည်းထည့်ချူလို့ရပါပြီဒီလိုလေးဖြစ်ရင်ရပါပြီ cheese ကိုထည့်သုံးခြင်းလောက်ချစ်ချလိုက်ပါ okay ပီဇာဆက်လုပ်ကြမယ်ကိုစိတ်ကြိုက် topping နဲ့ cheese ထည့်ပြီးရင် oven ထဲကို180မိနစ်20ဖုတ်လိုက်ရင်ရပါပြီနောက်ထပ် Hawaii pizza အတွက်အဖြူစော့လေးချူလိုက်ရအောင်ဂျုံ20 gram နွားနို့200 gram ဘတ်တာ20 gram စာ30 gram ပြင်စိမ်းချောင်းနေငယ်လေးကိုချိန်လိုက်ပါမီးနဲ့ချူလိုက်ပါဒီလိုလေးဖြစ်ရင်ရပါပြီကိုချိုင်းနဲ့တက်တဲ့အတီး topping ထည့်လို့ရပါတယ်အရှိကပြောထားတဲ့ပူချိန်တိုင်း oven ထဲဖုတ်လိုက်ရင်ရပါပြီပီဇာကအီတလီကနေစခဲ့ပေမဲ့တကမ္ဘာလုံးပြန်ခဲ့တဲ့အခါအချိန်နဲ့နေရာလိုက်ပုံစံမျိုးမျိုးပြောင်းလဲခဲ့တယ်ဒီလိုဟာဝိုင်ယီပီဇာနယူးယောက်ပီဇာနပိုလီယန်ပီဇာချီကာဂိုပီဇာအမျိုးမျိုးပေါ့အခုမြန်မာနိုင်ငံရောက်ပြီဆိုတော့ပေပြုတ်ပီဇာပလက်ချောင်းပီဇာစားစာနဲ့ပတ်သက်လာရင်စိတ်ဝင်စားဖို့ကောင်းတာကနိုင်ငံတနိုင်ငံရဲ့ကာချာပြောင်းလဲဒါမှမဟုတ်လူမျိုးပါတာတိုးတက်နေချမှုနဲ့ live recipe ကအမျိုးမျိုးပြောင်းလဲလာနိုင်ပါတယ်အခုလိုနိုင်ငံခြားစားစာနဲ့မြန်မာစားစာတချို့ပေါင်းဆက်စံတက်ရတာလေးပြောဖို့ကောင်းပါတယ်အရသာဘယ်လိုရှိလဲသိချင်ရင်တော့ကိုယ်တိုင်လှူစားကြည့်ပါဒါပေမဲ့အသုံးဝင်နေလို့ထင်ရင် like and comment လေးလုပ်သွားဖို့မမေ့နဲ့နော်ဒီလိုဗီဒီယိုလေးတွေစိတ်ဝင်စားရင်ကျွန်တော်တို့ channel ကို subscribe လုပ်သွားလို့ရပါတယ်